တာနဲ့ဦးကျော်တို့နှစ်ယောက်ကကပားကောင်ဖစ်တော့ပြီးသူငယ်ချင်းတွေကိုအိမ်ခေါ်လိုက်တယ်ဒီညလူတစ်တွေအသက်ရှင်ပြီးပြန်ထွက်နိုင်မှာမဟုတ်တော့ဦးကျော်ကသူ့မိတ်ဆွေဟောင်းတွေအများကြီးကိုအိမ်လဲလာဖို့ဖိုက်ခေါ်လိုက်တယ်ပျော်ရွှင်စရာညစာစားပွဲကြီးတစ်ခုပြင်ဆင်ထားတယ်တီတာနဲ့ဦးကျော်တို့နှစ်ယောက်ဟာပုံမှန်လူသားတွေလိုပြုံနေကြတယ်ဒါပေမဲ့သူတို့မဲ့လုံးထဲမှာအမဲရောင်အရေးတွေရှိနေတယ်တယောက်ကတီတာကိုမျက်စိမခွာနိုင်ပဲချင်းကပ်လာတယ်တီတာကလည်းသူ့ကိုချွဲဖြုံးပြီးဆွဲဆောင်နေတယ်တီတာကသူ့နာကပ်ပြီးခတ်ထိုးထိုးဖြောက်တယ်သူ့ခန္ဓာကိုယ်ကပူနွေးနေပြီးအရန်ဆွဲဆောင်မှုရှိနေတယ်နန်းရှုပ်နေချီမှသူမတီးသေးဘူးတီတာရဲ့ပါဆက်ထဲကတခုခုသူ့ခန္ဓာကိုယ်ထဲဝင်နေပြီဆိုတာဦးကျော်ကလည်းအခြားမိန်းကလေးတယောက်ကိုသူ့ဇနီးဟောင်းပုံစံနဲ့ဆွဲဆောင်နေတယ်ဦးကျော်ရဲ့လက်ထဲကအမဲရောက်အချွဲကဆက်သူမလက်ပေါ်ကျရောက်သွားတယ်သူမဘာမှသတိမထားမိသေးဘူးညစာစားပွဲမှာအားလုံးပျော်နေကြတယ်ဒါပေမဲ့ကပားကောင်တွေတဖြည်းဖြည်းပွားများလာနေပြီတယောက်ကမိုးဝေလာပြီးရေချိုးခန်းဝင်သွားတယ်မှန်ထဲမှာသူ့မျက်နှာပေါ်ကပားကောင်တွေပြက်နေတာကိုတွေ့လိုက်တယ်တီတာကတယောက်ကိုအိတ်ခမ်းထဲခေါ်သွားပြီးအသင်းနှမ်းရှုပ်နေတယ်သူ့ပါစက်ထဲကတွဲတွေထွက်လာနေပြီသူထွက်ပြေးချင်လိုက်တာဒါပေမဲ့သူ့ခြေထောက်တွေကိုအမဲရောင်တွဲတွေဖမ်းဆီးထားပြီးဦးကျော်ကအားလုံးကိုကြည့်ရင်ပြောနေတယ်သူ့ခန္ဓာကိုယ်တွေကကပားကောင်ကပိုပြီးအားကောင်းလာနေတယ်မိန်းကလေးတယောက်ကအော်ငေါ့နေတယ်တီတာကသူ့ပါစက်ထဲအမဲရောင်ဦးတွေအသင်းထိုးထန်နေတယ်အိမ်ကြီးထဲဖြစ်ပြနေတာကြောက်မှတ်ဖွယ်ရကပားကောင်တွေအားလုံးကိုဝိုင်းဖက်နေတယ်တယောက်ပြီးတယောက်ကပားကောင်တွေသူတို့ခန္ဓာကိုယ်တိမ့်ပိုက်သွားနေတယ်ဦးကျော်နဲ့တီတာတို့နှစ်ယောက်တယောက်ကိုတယောက်တင်းဖတ်နေကြတယ်သူတို့အောင်မြင်နေပြီအတိကူးဆက်ခရသူတွေကကြံတဲ့သူတွေကိုဖမ်းပြီးကပားကောင်တွေစီပို့ပြေးနေကြတယ်ဒီညအိမ်ကြီးထဲမှာကပားကောင်တွေအများကြီးပွားများလာခဲ့တယ်ဦးကျော်ရဲ့စိတ်ထဲအတိတစ်ခုပေါ်လာတယ်ဒီမြို့တစ်ခုလုံးကိုကူးဆက်ချင်နေပြီတီရာဟာကပားကောင်တွေရဲ့ဘယေမလိုဖြစ်လာခဲ့တယ်နောက်တနေ့မနက်ခင်းကပားကောင်တွေအိမ်ကြီးကနေထွက်သွားကြပြီးမြို့ထဲပြန့်နှံ့ဖို့သူတို့တယောက်ချင်းစီလူတစ်တွေရှာဖို့ထွက်သွားကြတယ်တမျိုးလုံးကပားကောင်တွေတင်းပိုက်ခံရမယ့်အစထစ်လာခဲ့တယ် Shadow Power Lesson တယောက်ထဲအထီးကျန်မှုနဲ့တက်မှတ်မှုကမင်းတယောက်ကိုပျက်စီးစေနိုင်ုံမကတမျိုးလုံးကိုပျက်စီးစေနိုင်တယ်တီရာနဲ့ဦးကျော်တို့ကပားကောင်တွေမြို့ထဲပြန့်နှံ့လာပြီးဒီညလူသားတွေဘယ်သူမှအသက်ရှင်ပြီးမနှက်မနိုးနိုင်တော့ဘူးအပိုင်းတူးမှာအိမ်ကြီးထဲကူးဆက်ခံရသူတွေမြို့ထဲထက်သွားကြပြီးသူတို့တယောက်ချင်းစီလူတစ်တွေရှာနေကြတယ်တယောက်ကဘားတစ်ခုထဲဝင်ပြီးလူတယောက်ကိုဆွဲဆောင်နေတယ်သူပါဆက်ထဲကကပားကောင်အစင်တင်ဆောင်နေပြီဦးကျော်နဲ့တီတာတို့နှစ်ယောက်ကအိမ်ကြီးအမော်မှာရက်ကြည့်နေတယ်မြို့တစ်ခုလုံးသူတို့အုပ်ချုပ်မဲ့နေရာဖြစ်လာတော့မယ်လမ်းမတွေကနန်းရှုပ်မှုတွေများလာတယ်တခါနန်းလိုက်ယုံနဲ့ကပားကောင်ကူးဆက်သွားနေပြီအိမ်တွေထဲမှာမိသားစုတွေပျော်နေရင်ရုတ်တရက်ကူးဆက်ခွင်ထားတယ်ကပားကောင်တွေအယောင်မြန်နေတယ်ရဲတပ်ဖွဲ့ကထူးဆန်းတဲ့ဖုန်းခေါ်မှုတွေလက်ခံနေတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ပဲကူးဆက်ခံနေရပြီမြို့ထဲပယုတ်ထုတ်နေတယ်တီတာကနိုက်ကလပ်တစ်ခုထဲရောက်နေပြီသူမတယောက်တည်းနဲ့လူကြားကြီးကူးဆက်နေတယ်ဦးကျော်ကစားထောက်ဆိုင်ကြီးထဲမှာထိုင်နေတယ်ပတ်ဝန်းကျင်ကလူတွေတယောက်ပြီးတယောက်ပြောင်းလဲနေကြတယ်သတင်းဌာနတွေကအရေးပေါ်သတင်းထုတ်လွှင့်နေတယ်ဒါပေမဲ့သတင်းတင်သူကိုလိုက်ကပဲကပားကောင်ဖြစ်နေပြီလမ်းမာတွေဖြစ်ပြနေတာကြောက်မှတ်ဖွယ်ရာကပားကောင်တွေလူသားတွေကိုအပြေးအဝတင်းပိုက်နေပြီဦးကျော်နဲ့တီတာအိမ်ကြီးမှာပြန်ဆုံးတယ်သူတို့နှစ်ယောက်တယောက်ကိုတယောက်တင်းဖတ်နေကြတယ်သူတို့မြစ်လုံးထဲမှာမြို့ကြီးမီးလောင်နေတာရောင်ပြန်ဟပ်နေတယ်သူတို့အောင်မြင်သွားပြီနောက်ဆုံးလူသားတွေထွက်ပြေးဖို့ကြိုးစားနေကြတယ်ဒါပေမဲ့လမ်းတလျောက်ကပားကောင်တွေကြည့်နေပြီတီတာကနောက်ဆုံးလူသားကိုဖမ်းပြီးကပားကူထိုးထည့်လိုက်တယ်ဦးကျော်ကအိမ်အမို့မှာရပ်နေတယ်မြို့တစ်ခုလုံးသူ့လက်ထဲရောက်နေပြီကပားကောင်တွေအားလုံးသူတို့နှစ်ယောက်ကိုဖျားလို့ကိုးကွယ်နေကြတယ်သူတို့နှစ်ယောက်နန်းရှုံနေရင်မြို့ကြီးကိုပိုင်ဆိုင်ခဲ့ကြတယ်မြို့ကြီးတစ်ခုလုံးကပားကောင်တွေပိုင်ဆိုင်သွားခဲ့ပြီဦးကျော်နဲ့တီတာသူတို့အချစ်ကမြို့တစ်မြို့ဖျက်ဆီးခဲ့တယ်သူတို့နှစ်ယောက်အမောင်ထဲဆက်လက်ထွက်သွားကြတယ်နောက်ထပ်မြို့တွေရှိနေသေးတယ်ဒီကပားကောင်တွေဘယ်တော့မှရက်တက်မှာမဟုတ်ဘူးမင်းအနားမှာရှိနေတဲ့လူကမင်းကိုချစ်နေတာမဟုတ်ဘူး Shadow Power Lesson အထီးကျန်မှုနဲ့တက်မှတ်မှုကတယောက်ကိုဖျက်ဆီးစေရုံမကတစ်မျိုးလုံးဖျက်ဆီးစေနိုင်တယ်မင်းဘယ်လိုကာကွယ်မလဲဒီဇလံပြီးဆုံးပါပြီနောက်ထပ်ဇလံတွေလိုချင်ရင် like နဲ့ follow လုပ် subscribe လုပ် comment မှာနောက်ဇလံရိုက်ပါ Shadow Hour